ကျွန်တော်တို့တွေအများစုကဝါးကိုတိတ်ပြီးတော့တမှုမထားတတ်ကြပါဘူးဆိုတော့ကျွန်တော်ဝါးတွေကိုပိုင်းဖြတ်တယ်အတူစာနာလေးတွေကြံခဲ့မယ်ဝါးတွေကိုကျွန်တော်တင်မယ်အဲ့မှာရှိတဲ့အမိုက်တွေကြံခဲ့မယ်ဆိုတော့ဒါတွေအကုန်လုံးကိုကျွန်တော်တို့တွေကလွတ်ပစ်တက်လေးရှိကြပါတယ်ဆိုတော့ဒါပေမဲ့ဂျပန်မှာရှိတဲ့တောင်သူတွေကတော့ဒီဟာတွေကိုမလွန့်ပစ်ဖ ೇನೆ သူတို့တွေကဒီဝါးကိုပေါင်းခန့်ရည်လုပ်ပြီးတော့မှသုံးဆွဲကြပါတယ်ဆိုတော့ဒီဟာကိုလေသူတို့တွေကဒါဒီရွှေကိုမှအရေးပုံစံဆိုပြီးတော့တောင်မှတင်စားပြီးတော့ခေါ်ဝေါ်ကြပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာတော့ဒီဝါးကိုအသုံးပြုပြီးတော့မှကျွန်တော်ဝါးပေါင်းခန့်ရည်ဘယ်လိုလုပ်လို့ရမလဲဘယ်လိုသုံးဆွဲလို့ရမလဲဘာတွေတီးတင်လဲဘာတွေစောင့်ရနေရှိလဲဆိုတဲ့ဟာကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပေါင်းခန့်ရည်1လီတာရပြီဆိုလို့ချင်းလဲကျွန်တော်ကဒီမြေကွက်ဒီဧက20လောက်ထိအောင်ကောင်းကောင်းလုံးလောက်သုံးဆွဲလို့ရပါတယ်ပထမအဆုံးအနေနဲ့ဝါးပေါင်းခန့်ရည်ဆိုတာဘာလဲဆိုတဲ့ဟာကိုကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဒီဝါးကိုလည်းသုံးလို့ရတယ်လို့ကျွန်တော်ဒီထင်းကိုလည်းသုံးဆွဲလို့ရပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ဒီဝါးကိုပို့ပြီးတော့သဘောကျပါတယ်ဆိုတော့ဒီဝါးတွေကိုကျွန်တော်မိသွေးမိဖို့ထဲမှာပေါင်းခန့်ပြီးတော့မိရှို့ပြီးတော့မှဒီပေါင်းခန့်ပြီးထွက်လာတဲ့ဒီမိခိုးတွေကိုပြန်လဲအေးခံပြီးတော့မှရရှိလာတဲ့အရည်တစ်မျိုးကိုကျွန်တော်ကဒါဝါးပေါင်းခန့်ရည်လို့ခေါ်တာပါโอเคအဲ့ဆိုရင်ကျွန်တော်ဒီဝါးပေါင်းခန့်ရည်လုံနီးနဲ့အရင်ဆုံးစလိုက်ရအောင်ဆိုတော့ဒီဝါပေါင်းခန့်ရင်လုံတော့ဝင်ဆိုလို့ရှိရင်ကျွန်တော်ကတရားလုပ်ဖို့ရအတွက်လိုအပ်တဲ့ပစ္စည်းလေးတွေရှိပါတယ်ဆိုတော့အဲ့ပစ္စည်းလေးတွေကိုကျွန်တော်ပထမအဆုံးပြောပြပါမယ်ဆိုတော့ပထမအဆုံးအနေနဲ့ကျွန်တော်ကဝါပေါင်းခန့်ရင်လုပ်မဲ့အတွက်ကြောင့်ကျွန်တော်ဝါလိုတယ်ပေါ့နော်ဒီဝါကလည်းအရင်ကြီးလဲနူးတဲ့ဝါလည်းမဟုတ်တယ်လို့အရင်ကြီးလဲရင်းတဲ့ဝါမဟုတ်တာလည်းပို့ပြီးတော့ကောင်းပါတယ်ဆိုတော့ကို့မှာဝယုံနဲ့ရှိမယ်ဆိုလို့ရှိရင်တော့ဒီအပင်ကဒီ3နှစ်တက်တန်းလောက်ရှိတဲ့ဒီဝါ6လုံးပေါ့နော်ဆိုတော့အဲ့ဒီဟာလိုအပ်ပါတယ်ဒီဝါ6လုံးကိုကျွန်တော်ကဒီ3ပေလောက်ဒီဖြတ်မယ်ပြီးလို့ရှိရင်2ချမ်းခွဲမယ်ခွဲပြီးသွားတဲ့အချိန်မှာဒီဝါကစိုးနေသေးရဆိုလို့ရှိရင်ကျွန်တော်က6သွားအောင်လို့ဒီနေရိပ်မှာပဲ3ရက်လောက်ဖြန့်ထားပါမယ်ဆိုတော့ဒီဝါတွေကအရင်ကြီးလဲ6မသွားဖို့လို့တို့လိုပဲအရင်လေးစိုးနေရင်လည်းမကောင်းပါဘူးဆိုတော့ဒီမစိုးမ6အနေထားမျိုးလေးဖြစ်နေဖို့လိုအပ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ဒါကျွန်တော်တို့ဒီအချင်း၄လက်မပေါ့နော်ဆိုတော့ဒီအချင်း၄လက်မလောက်ရှိမဲ့ဒီမီကိုခေါင်းနိုင်ကျွန်တော်လုပ်ဖို့လိုအပ်ပါတယ်ဆိုတော့ဒီမီကိုခေါင်းနိုင်ရဲ့အရှည်ကဒီ24ပေလောက်လဲရှေ့ပေးဖို့လိုအပ်ပါတယ်ဆိုတော့အဲ့တော့မှကျွန်တော်ဒီမီကိုတွေထွက်သွားတဲ့တောက်လျှောက်မှာဒီ24ပေဆိုတဲ့ပမာဏတွန်းမှာဒီမီကိုတွေကဒီအလဲမှာတင်အေးတဲ့ရလာပြီးတော့မှအဲ့မီကိုတွေကနေမှတဆင့်ဒီအရေချွေးရည်တွေပြန်ကျလာပြီးတော့မှကျွန်တော်ပေါက်ခန့်ရည်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီမီးဖို့မှာဖုံးဖို့ရတဲ့ကျွန်တော်ဒီသွပ်ပြားလိုအပ်ပါတယ်ဆိုတော့ဒီသွပ်ပြားကတော့အဟောင်းလည်းကိစ္စမရှိဘူးပေါ့နော်တုံးဆွဲလို့ရပါတယ်ပြီးလို့ကျွန်တော်ကျွန်တော်ဒီထင်းမီးမွေးဖို့ရအတွက်ကိုဒီထင်းတို့ဒါမှမဟုတ်လို့ရှင်လေဒီကောက်ရိုးတို့ဒါမျိုးလေးတွေလည်းကျွန်တော်စုဆောင်းထားပေးဖို့လိုအပ်ပါတယ်ဝါပေါင်းခန့်ရင်လုပ်တဲ့ချိန်မှာကျွန်တော်ဒီမီကိုတွေကိုစုဆောင်းမှဖြစ်တဲ့ကြောင့်မလို့ပို့ပြီးတော့အကျိုးရှိရှိဖြစ်ဖို့ရအတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီမီးဖို့ပေါင်းခံတဲ့မီးဖို့ကဒီမြေချင်းတူးလိုက်တာကပို့ပြီးတော့ကောင်းပါတယ်ဆိုတော့ဒီမြေချင်းတူးမယ်ဆိုလို့ရှိရင်တော့ဒီကျင်းရဲ့ဟိုအလျားကကျွန်တော်4ပေဒီအနံက3ပေပြီးလို့ရှိရင်ဒီအနက်ကဒီ2ပေအရွယ်စားလောက်ရှိတဲ့ကျင်းတူးပေးဖို့လိုအပ်ပါတယ်ဆိုတော့ဒီကျင်းရဲ့ဒီတစ်ဖက်ထိပ်မှာဆိုလို့ရှိရင်ပေါ့နော်ဒီရှစ်လက်မအကွာလောက်မှာဒီမီကိုခေါင်းနိုင်တက်ဖို့ရအတွက်ကိုကျွန်တော်ဒီအပေါက်ဖောက်ပေးဖို့လိုအပ်ပါတယ်ဆိုတော့ဒီကျင်းနဲ့ဒီမီကိုထွက်မဲ့မီကိုခေါင်းနိုင်တဲ့ကိုကျွန်တော်ကဒီရှစ်လက်မလောက်ချားပြီးတော့မှတူးလိုက်ပါမယ်ဆိုတော့ဒီမီကိုခေါင်းနိုင်ကိုတက်တဲ့အချိန်မှာဆိုလို့ရှိရင်လေတီးရဲ့အကွေးတောင်းကဒီ30ဒီဂရီလောက်ထားပေးဖို့ရအတွက်လိုအပ်ပါတယ်ပြီးရင်တစ်ဖက်မှာဆိုလို့ရှိရင်ဒီမီးဆွဲညှိဖို့ရအတွက်ကိုကျွန်တော်ဒီအပေါက်လေးဒီလေဝင်ပေါက်မြောင်းငယ်လေးဖောက်ထားဖို့လိုပါတယ်ဆိုတော့ကျွန်တော်ဒီပုံမှာပြထားတဲ့အတိုင်းပါပဲဆိုတော့ဒီထင်းတွေဒီဝါပေါ့နော်ဝါတွေဟိုကျွန်တော်တို့ကဒီမီးဖို့ကြီးထဲမှာဒီကျင်းတူးထားတဲ့ကျင်းထဲမှာကျွန်တော်တို့တေချာစီပြီးတော့ဟိုထည့်လိုက်မယ်ထည့်ပြီးသွားတဲ့အချိန်မှာဒီအပေါ်ကနေပြီးတော့ကျွန်တော်ဒီကောက်ရိုးတွေဖြန့်ပြီးတော့ခင်းလိုက်မယ်ဆိုတော့ခင်းလိုက်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ကဒီကောင်းတာတော့ဒီတန်ချောင်းအရှိပေါ့နော်ဒီသွပ်ပြားမအုပ်ခင်မှာသွပ်ပြားရဲ့အောက်မှာကျွန်တော်ဒီတန်ချောင်းအရှိ3ချောင်းလောက်ဖြန့်ခင်းထားပြီးတော့မှအပေါ်ကနေပြီးတော့ကျွန်တော်တို့ဒီသွပ်ပြားအုပ်လိုက်တာကပိုကောင်းတယ်ဆိုတော့ဒီသွပ်ပြားအုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမီခိုးတွေဟိုမထွက်တော့အောင်လို့ဒီဘေးသွပ်ပြားရဲ့ဘေးအစနာတွေမှာကျွန်တော်ကဒီမြေကြီးနဲ့တေချာဖုံးအုပ်ပြီးလိုက်မယ်ပေါ့နော်ဖုံးပေးပြီးသွားပြီဆိုရင်တော့ဒါကျွန်တော်ကဒီမီးဖို့အထဲမှာကောက်ရိုးထည့်ထားတဲ့ကြောင့်မလို့ဒီအိုက်ကောက်ရိုးကိုစပြီးတော့ကျွန်တော်မီးစပြီးတော့မှွေးလို့ရပါပြီဆိုတော့ကျွန်တော်ဒီနေရာမှာအရေးကြီးဆုံးအချက်ကတော့ဒီမီးဖို့စပြီးတော့မှွေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီပထမဆုံးဒီမီးကိုခေါင်းနိုင်မှာဆိုလို့ရှိရင်ဒီမီးကိုခေါင်းနိုင်ဒီပထမအပေါ်ကိုထောင်ထားတဲ့ခေါင်းနိုင်မှာဆိုလို့ရှိရင်ဒီမီးကိုဒီအဖြူရောင်ဟိုဟာတွေစပြီးတော့ထွက်လာမယ်ပေါ့နော်ထွက်လာပြီးတော့မှအဲ့ဒီခေါင်းနိုင်ရဲ့အပေါက်ကိုကျွန်တော်ဒီလက်နဲ့ကာပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီပူလာတဲ့
အချိန်ရောက်လာပြီဆိုလို့ရှိရင်တော့ခုနကျွန်တော်တို့သွပ်ပြားနဲ့လှုပ်ထားတဲ့ဒီ24ပြီအရှည်ရှိတဲ့ဒီမီကိုခေါင်းနိုင်ဟွာကြီးကိုကျွန်တော်မီကိုခေါင်းနိုင်ကြီးကိုဒီ30ဒီဂရီစောင်းပြီးတော့ကျွန်တော်တို့ကတက်လိုက်လို့ရပါပြီကျွန်တော်ဒီမီကိုတွေကဒီ24ပြီရှည်တဲ့ဒီမီကိုခေါင်းနိုင်ကြီးတောက်လျှောက်ကိုကျွန်တော်ကတက်သွားတဲ့အချိန်မှာဒီလန်တဝက်မှာဒီမီကိုတွေကအေးခဲသွားပြီးတော့မှအေးလာပြီးတော့မှငွေ့ရဖွဲ့ပြီးတော့မှကျွန်တော်အရှိနေနဲ့ကျွန်တော်ကပြန်ပြီးတော့ကျလာပါတယ်ဆိုတော့အဲ့ပြန်ကျလာတဲ့ဟာကိုမှကျွန်တော်ကဒီမီကိုခေါင်းနိုင်ရဲ့ဒီအောက်နားမရောက်ခင်မှာကျွန်တော်အပေါက်လေးဖောက်ထားပြီးတော့မှအဲ့ဒီအပေါက်ထဲကနေပြီးတော့မှကျွန်တော်ကဒီအောက်မှာဒီ plastic စလုံးလေးခံထားပြီးတော့မှဒီမီကိုတွေကိုဒီငွေ့ရည်တွေကိုကျွန်တော်တို့ကပြန်ပြီးတော့ခံယူမှာဖြစ်ပါတယ်ဆိုတော့အဲ့နေရာမှာဒါကျွန်တော်တို့လုပ်ခဲ့တဲ့ဒီတင်တန်းနေလုပ်ခဲ့တဲ့တောက်လျှောက်မှာဆိုလို့ရှိရင်ဒီကိုမှကဒီသွပ်ပြားနဲ့ဒီမီးဦးခေါင်းနိုင်လုပ်ဖို့အဆင်မပြေနေဘူးဆိုရင်ကျွန်တော်နောက်တနည်းလုပ်လို့ရပါတယ်အဲ့ဒါကပါလဲဆိုတော့ကျွန်တော်ဒီ24ပြီအခြေလောက်ရှိတဲ့ကျွန်တော်ဝက်ဘိုးဝါပေါ့နော်ဒီဝလုံးအကြီးတစ်လုံးဝဘိုးဝါပဲဖြစ်ဖြစ်ဒါမှမဟုတ်ဝဘိုးဝါတော့အရန်ကြီးပါတယ်ဆိုတော့ဝဘိုးဝါထက်သေးတဲ့ဒီလေးလက်မလောက်အချင်းရှိတဲ့ကျွန်တော်ဝါတစ်လုံးကိုကျွန်တော်ကအလဲမှာအစ်စ်တွေအကုန်လုံးကိုဖောက်ထုတ်လိုက်မယ်ဖောက်ထုတ်လိုက်ပြီးတော့မှကျွန်တော်ကအဲ့ဒီမီကိုခေါင်းနိုင်နဲ့မရောက်ခင်တပေလောက်အကွာမှာကျွန်တော်အပေါက်လေးဖောက်ထားလိုက်ပြီးတော့မှအဲ့အပေါက်လေးကနေပြီးတော့မှခုနငွေရည်တွေကပြန်ကျလာအောင်လုပ်ပေးလို့လည်းရပါတယ်ဒါတော့ဒီတွန်းနဲ့မီကိုခေါင်းနိုင်မတုံးချင်မှုဆိုလည်းလုပ်လို့ရပါတယ်ဆိုတော့အဲ့မှာကျွန်တော်ပို့ပြီးတော့ထိရောက်တဲ့နီလန်တစ်ခုကတော့ကျွန်တော်တွတ်ပဲ33ဒီဝါပဲ33ပေါ့နော်ဆိုတော့အဲ့လိုမျိုးသုံးတဲ့ချိန်မှာဒီမှုရည်ရဲ့သဘောတရားကကျွန်တော်ကဒီမီးဘူးကနေထွက်လာတဲ့မီးကိုတွေကအပူဓာတ်ရှိပါတယ်ဆိုတော့ကျွန်တော်ဒီခေါင်းနိုင်တောက်လျှောက်ကိုဖြတ်သွားတဲ့ချိန်မှာသူကအေးရလာတဲ့ချိန်မှာမှုရည်ပြန်ကျလာမယ်အဲ့တော့အဲ့ဟာကိုကျွန်တော်ကပို့ပြီးတော့အေးဖို့ရာအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လုံးလေးတင်တန်းမှာကျွန်တော်လုံးလေးရှိတဲ့ဟာကကြတော့စောင်းတို့ဒီအဝတ်စတွေကိုကျွန်တော်ကရေဆွတ်ပြီးတော့မှအဲ့မီကိုခေါင်းနိုင်တောက်လျှောက်ကိုကျွန်တော်ကလိုက်ပြီးတော့ပတ်ထားလိုက်ပါတယ်ဆိုတော့အဲ့လိုမျိုးဆိုတော့ဒီရေဆွတ်ထားတဲ့အဝတ်တွေကဒီမီကိုခေါင်းနိုင်ကိုသူကအေးအောင်လုပ်ပြီးလိုက်တယ်ဆိုတော့ဒီမီကိုတွေဖြတ်သွားတဲ့အချိန်မှာအေးတဲ့နဲ့တွေ့တဲ့အချိန်မှာဒီဟိုကငွေတွေကပြန်ကျလာပြီးတော့မှကျွန်တော်ကဒီကျွန်တော်ကနေပြီးတော့ဒီဝါပေါင်းခန့်ရည်တွေကိုများပို့ပြီးတော့ရလာမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ဟိုကိုလိုအပ်တယ်လို့ပေါ့နော်ကြည့်လိုက်မယ်ဒီမီကိုခေါင်းနိုင်တောက်လျှောက်မှာဒီမီကိုငွေတွေထွက်တာတွေအရန်များနေတယ်ဆိုလို့ရှိရင်တော့ဒီအဝတ်စကိုရေဆွတ်ပြီးတော့မှဒီမီကိုခေါင်းနိုင်တောက်လျှောက်ကိုကျွန်တော်လိုက်ပတ်ပေးမယ်ဆိုလို့ရှိရင်တော့ဒါဒီကျွန်တော်ဒီဝါမီသေးပေါင်းခန့်ရည်ရတဲ့နှုံကပို့ပြီးတော့မြင့်လာတာကိုကျွန်တော်တွေ့ရပါတယ်ဒီနေရာမှာသတိပေးလို့ရတခုပါနော်ဒီဝါပေါင်းခန့်ရည်ကိုခံလိုက်တဲ့ဘုံကကျွန်တော်ဒီတန်ဘုံတွေတွတ်ဘုံတွေသုံးလို့မရပါဘူးဆိုတော့သူကဒီဝါပေါင်းခန့်ရည်က acid ပါတဲ့အတွက်ကြောင့်မလို့ဒါတွေသုံးမယ်ဆိုလို့ရှိရင်တော့အဲ့ဘုံတွေစားသွားတာတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကောင်းတာတော့ဒီ plastic ဘုံနဲ့ခံပေးတာကပို့ပြီးတော့ကောင်းပါတယ်ဆိုတော့ကျွန်တော်နောက်ခေါင်းစဉ်တစ်ခုကဝါပေါင်းခန့်ရည်ခံပြီးသွားတာနဲ့ချက်ချင်းတန်းပြီးတော့သုံးလို့မရသေးပါဘူးဆိုတော့အဲ့နေရာမှာကျွန်တော်ဒီဝါပေါင်းခန့်ရည်ရမီကိုထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီဝါရဲ့ပေါင်းခန့်ရည်တွေပါလာတယ်နောက်တစ်ခုကဒီအနေအနှစ်အမှုံမွားတွေပါလာပါတယ်ဆိုတော့အဲ့နေရာမှာကျွန်တော်ဒီဝါပေါင်းခန့်ရည်ကိုပြန်ပြီးတော့တန့်စင်ပေးဖို့ရအတွက်လိုအပ်ပါတယ်ဆိုတော့ဒီပေါင်းခန့်ရည်ထဲမှာကျွန်တော်ကခုနဒီပေါင်းခန့်ရည်အပြင်ကိုမှဒီမီကိုအနေအနှစ်တွေဒီကတ္တရာလို့ခေါ်တဲ့အနေနှစ်တွေပါလာပါတယ်ဆိုတော့ဒီကတ္တရာတွေကတော့ကျွန်တော်ဒီဆေးအနေနဲ့တုံးဆွဲလို့မရဘူးဆိုတော့သူ့ကိုတုံးဆွဲတဲ့အခြားနီလန်းတွေရှိပါတယ်ဆိုတော့အဲ့မှာကျွန်တော်ဒီနီလန်းတစ်ခုအနေနဲ့ကတော့ဒီပေါင်းခန့်ရည်တွေကိုပေါ့နော်ကျွန်တော်ဒီမီသွေးတုံးခက်ကြီး3-4တုံးလောက်ကျွန်တော်ကထည့်ပြီးတော့မှမှွေထားလိုက်မယ်ဆိုလို့ရှိရင်ဒီမီသွေးကဒီကတ္တရာတွေကိုစုပ်ယူသွားမယ်ပေါ့နော်ဆိုတော့အဲ့လိုနီးနဲ့ကျွန်တော်ဒီ3လလောက်အနေထိုင်ထားပြီးဖို့လိုအပ်ပါတယ်ဆိုဒီ3လလောက်ထိုင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီကတ္တရာတွေကအောက်ကိုအနေထိုင်သွားမယ်ပြီးလို့ရှိရင်ဒီအပေါ်မှာကျန်ခဲ့တဲ့ဒီအရေးကြီးတွေကိုကျွန်တော်စစ်ယူပြီးတော့သုံးဆွဲလို့ရပါတယ်ကျွန်တော်နောက်တစ်ဆင့်အနေနဲ့ဒီရလာတဲ့ကျွန်တော်ဒီ3လလောက်အနေထိုင်ပြီးတော့မှရလာတဲ့ဝါပေါင်းခန့်ရည်တွေကိုကျွန်တော်ဘယ်လိုမျိုးသုံးဆွဲလို့ရမလဲဆိုတော့ဒီသုံးဆွဲတဲ့ချိန်မှာတော့ကျွန်တော်ဒီနီလန်းက6မျိုးရှိပါတယ်ဆိုတော့ပထမတစ်ဆင့်ကတော့ကျွန်တော်ဒီမြေပြင်စင်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီဝါပေါင်းခန့်ရည်ကိုကျွန်တော်ကဒီမြေကြီးပေါ်မှာဖြန့်ပေးလို့ရပါတယ်ဒါကတော့ဒီမြေကြီးမှာရှိတဲ့အနုဇီဝပိုးမွားတွေအတွက်ကိုပို့ပြီးတော့ကောင်းပါတယ်ဆိုတော့ဒီဝါပေါင်းခန့်ရည်ကိုကျွန်တော်ကဒီတိုင်းမဖြန့်မဲ့နဲ့သူ့တစားရေအစ90ရောဆက်ပြီးတော့မှကျွန်တော်ဖြန့်ပေးဖို့အတွက်လိုအပ်ပါတယ်နောက်တစ်ခုကဒီကျွန်တော်တို့ဒီအရွက်တွေကိုလည်းဖြန့်ပေးလို့ရပါတယ်ဆိုတော့ဒီအပင်တွေရဲ့ဒီအရွက်တွေကိုပို့ပြီးတော့တန်ဆွမ်းဖို့ရအတွက်ဒီပိုးမွားယောဂတန်တွေခံနိုင်ရရှိဖို့ရအတွက်ဆိုလို့ရှိရင်နှစ်ပတ်3ပတ်မှာတစ်ချိန်ကျွန်တော်ကဖြန့်ပေးလို့ရပါတယ်ဆိုတော့အဲ့လိုမျိုးဖြန့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီရေကသူ့တစားဒီရေအစ200ဒါမှမဟုတ်လည်းအပင်
သေးတယ်ငယ်တယ်ဆိုလို့ရှိရင်တော့ဒီဝါပေါင်းခန့်ရည်တစားရေအစာ900ရောဆက်ပြီးတော့မှဖြန့်ပေးဖို့လိုအပ်ပါတယ်ဒီပိုးကောက်ွယ်ဈေးအနေနဲ့သုံးစွဲမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဝါပေါင်းခန့်ရည်တကားလန်မှာဒီကြက်သွန်ဖြူ90တာဒါမှမဟုတ်လည်းကျွန်တော်ဒီငရုတ်သီးအစိမ်းဒီ25ချက်သားကိုထောင်းပြီးတော့မှကျွန်တော်ရောပြီးတော့ထည့်ထားမယ်ထည့်ထားပြီးတော့မှဒီတလားလောက်ထားမယ်ဆိုလို့ရှိရင်ဒါကဒီပိုးယောဂတွေကိုပါကောက်ွယ်ပေးနိုင်တဲ့အာနိသင်ရှိသွားတဲ့ဒီဆေးအနေနဲ့သုံးစွဲလို့ရပါတယ်ဆိုတော့ဒီအပင်နေဒီအညွန့်ထက်လာမဲ့အချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီရေ9ဂလန်မှာဒီပေါင်းခန့်ရေတဖူးနဲ့9မိုင်နိုအက်ဆစ်ကဘူးတစ်ဝက်လောက်ကိုကျွန်တော်ကရောဆက်ပြီးတော့မှ2ပတ်တစ်ချိန်3ပတ်တစ်ချိန်လောက်ပုံမှန်ဖြန်းပေးလို့ရပါတယ်နောက်တစ်ခုအနေနဲ့တော့ဒီသူ့ကိုဒီပိုးသက်ဆေးနဲ့ရောဆက်ပြီးတော့လည်းဖြန်းပေးလို့ရပါတယ်ဆိုတော့အဲ့လိုမျိုးရောဆက်ပြီးတော့ဖြန်းမယ်ဆိုလို့ရှိရင်တော့ဒီပိုးသက်ဆေးရဲ့ဒီအာနိသင်တွေကပို့ပြီးတော့ကောင်းလာတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီပိုးသက်ဆေးရဲ့ဒီလိုအပ်ချက်ကိုလည်း short ပြီးလို့ရပါတယ်ဥပမာပုံမှန်ပိုးသက်ဆေးကဥပမာ50cc လောက်သုံးမယ်ဆိုလို့ရှိရင်ဒီဝါပေါင်းခန့်ရည်နဲ့ရောလိုက်မယ်ဆိုလို့ရှိရင်တော့ဒီက340cc လောက်ပဲထည့်ပြီးတော့မှဖြန်းမယ်ဆိုရင်ကိုပဲအာနိသင်ရှိပါပြီဆိုတော့နောက်ဆုံးတနည်းအနေနဲ့ကတော့ကျွန်တော်ဒီဝါပေါင်းခန့်ရည်ကိုဒီတဘာဝမြေဩဇာလုပ်တဲ့နေရာတွေမှာလည်းတုံးကြပါတယ်ဆိုတော့အခုဆိုရင်ဒီစီးပွားဖြစ်ထုတ်ပြီးတော့ဒီတဘာဝမြေဩဇာတွေရောင်းနေကြတဲ့ဒီဟိုဟာတွေတဘာဝမြေဩဇာတွေမှာဆိုလို့ရှိရင်သူ့ရဲ့ဒီပါဝင်တဲ့ပစ္စည်းထဲမှာဒီဝါပေါင်းခန့်ရည်ကထည့်ပြီးတော့မှလုပ်လို့ရှိပါတယ်ဆိုတော့အဲ့လိုမျိုးလုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီမြန်ဒီဟောပါတော့ဒီတဘာဝမြေစီကဒီမြန်ဆွေးမြေ့ပြီးတော့မှဒီအရည်သွေးရလည်းပို့ပြီးတော့ကောင်းမွန်လာတာမျိုးတွေတွေ့ရပါတယ်ဒီဝါပေါင်းခန့်ရည်ကိုသုံးမယ်ဆိုလို့ရှိရင်ဒီအကျိုးကျေးဇူးတွေကအများကြီးပဲရှိပါတယ်ဆိုတော့ဒီပထမတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ဒီမြေတွေကဒီအပင်တွေအတွက်အကျိုးပြုနေစီဝါတွေပို့ပြီးတော့ဟိုတိုးပွားလာတာကိုကျွန်တော်တွေ့ရတယ်ပြီးတော့ဒီအပင်ရဲ့အမြစ်ကနေပြီးတော့အာဟာရဆုပ်ယူမှုတွေပို့ပြီးတော့ကောင်းလာတာမျိုးတွေတွေ့ရတယ်နောက်တော့ဒီဝါပေါင်းခန့်ရည်မှာပါတဲ့ဒီမီကိုနန့်တွေအခြားဓာတ်ပစ္စည်းတွေကြောင့်မလို့ဒီပိုးမွားအန်တွေကိုလည်းကာကွယ်ပေးပါတယ်ဆိုတော့ဒီဓာတုမြေဩဇာသုံးထားတဲ့ဒီမြေကြီးတွေမှာဆိုလို့ရှိရင်ဒီဓာတုတက်ကျွန်းတွေကိုဒီဝါပေါင်းခန့်ရည်ရနေပြီးတော့ဒီခြေဖြတ်ပေးနိုင်စွမ်းရှိပါတယ်နောက်တစ်ခုတော့ဒီမိုးနေတဲ့ဒေတာတွေမှာဒီဝါပေါက်ခန့်ရည်ပါရောပြီးတော့သုံးပေးမယ်ဆိုလို့ရှိရင်ဒီမြေကြီးရဲ့ဒီအဆိုတဲ့ထိမ့်ပေးတဲ့စွမ်းအားတွေကပို့ပြီးတော့မြင့်တက်လာတာမျိုးတွေတွေ့ရတယ်နောက်ဆုံးကြိုးကျေးဇူးအနေနဲ့တော့သူကဈေးအရန်တက်တာပါတယ်ဆိုတော့ဒီဝါကိုကျွန်တော်ကကိုယ့်အနေကိုဝယ်ပြီးသုံးလဲရမယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီဝယ်သုံးမယ်ဆိုရင်တောင်မှဒီဝါကဟိုအရင်ကောင်းနေစမလို့ပေါ့နော်အပယ်တွေကိုကျွန်တော်ကသုံးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီဝါယုံဒီမှာရှိတဲ့ဟိုသူတို့တွေကနေပြီးတော့ဟိုစွန့်ပစ်တော့မဲ့ဒီအမိုက်လိုဟာမျိုးတွေကိုပြန်ယူပြီးတော့မှဒီဝါပေါင်းခန့်ရည်လုပ်မယ်ဆိုလို့ရှိရင်လည်းလုပ်လို့ရပါတယ်ဆိုတော့ကျွန်တော်အပေါ်မှာကျွန်တော်ပြောသွားတဲ့ဒီအပင်တွေကိုဘယ်အချိုးတွေနဲ့ဖြန်းတင်နေဆိုတဲ့ဟာတွေကကြတော့ပြောရင်တော့ကျွန်တော်ဒီတဘာမျိုးဩဇာတွေလုပ်တဲ့အချိန်မှာကျွန်တော်ဒီအချိုးတွေကအရင်တိတိကျကျကျွန်တော်မထွက်ပါဘူးဆိုတော့ဒီပေါင်းခန့်ရည်လှုပ်လိုက်တဲ့အချိန်မှာကျွန်တော်ဒီဝါရဲ့အနေထားတွေဝါရဲ့ဟိုဒီအဆိုဓာတ်ဒီပါဝင်မှုတွေဒါမျိုးတွေနဲ့ကျွန်တော်လှုပ်တဲ့ပုံစံတွေဟိုပြန်ပြီးတော့ငွေ့ခံတဲ့အနေထားတွေပေါ်မှာမူတည်ပြီးတော့ဒီဝါပေါင်းခန့်ရည်ရဲ့ပြင်းအားတွေကအပြောင်းလဲတွေဖြစ်လို့ရှိပါတယ်ဆိုတော့အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီပြန်ပြီးတော့ရေနဲ့ရောဆက်တဲ့အချိန်မှာခုနဒီရေတစားဝါပေါင်းခန့်ရည်တစားရေအစား200တို့ဝါပေါင်းခန့်ရည်တစားရေအစား900တို့ဒီလိုဟာမျိုးတွေကကျွန်တော်ကိုယ်တိုင်လက်တွေ့စမ်းသပ်ပြီးတော့မှဟိုအချိုးကိုပိုကောင်းတဲ့အချိုးကိုယ့်ဟာနဲ့ကိုယ်လည်းပြန်ပြီးတော့ရှာဖွေဖို့လိုအပ်ပါတယ်ဆိုတော့ကျွန်တော်ပြောထားလို့ဟိုတုံးလိုက်တယ်အပင်ကြီးလောင်သွားတယ်ဆိုတာမျိုးကြီးလေဒါတွေကဖြစ်လိရှိတဲ့ဟာတွေပါဆိုတော့အဲ့အတွက်ကြောင့်မလို့ကိုယ့်ဟာနဲ့ကိုယ်ဖြန်းမယ်ဆိုရင်တောင်မှအရင်ဆုံးဆက်ပြီးတော့မှဒီအပင်အနေငယ်ကိုအရင်ဖြန်းကြည့်ဆိုတော့ဒီဟာကမလောင်နေဘူးဆိုတဲ့ချိန်ကျမှဟိုအပင်များကိုပြန်ပြီးတော့ဖြန်းတာမျိုးလုပ်ပေးပါနောက်တစ်ခုကတော့ဟိုဒီဝါပေါင်းခန့်ရည်ခံတဲ့ချိန်မှာဒီ plastic ဘုံတွေကိုပဲသုံးပြီးတော့မှခံပေးဖို့လိုအပ်ပါတယ်ဆိုတော့ပြီးတော့ချင်းဒီကတ္တရာတွေမပါအောင်လို့တေချာကိုကျွန်တော်က3လလောက်အနေထိုင်ပြီးတော့မှတေချာစစ်ထုတ်ပြီးတော့တုံးဆွဲပေးဖို့လိုအပ်ပါတယ်ဆိုတော့ဒီတဘာဝမြေဩဇာအနေနဲ့သုံးမယ်ဆိုလို့ရှိရင်တော့ဒီဘိုကာရှီတို့ဒီတိုချာကင်တို့ဒီတဘာဝမြေဩဇာတွေနဲ့တွဲဖက်ပြီးတော့မှကျွန်တော်အသုံးပြုဖို့ရအတွက်အကြံပေးလိုပါတယ်နောက်ဒီရှောင်းရန်အချက်လက်တွေအနေနဲ့ဆိုလို့ရှိရင်တော့ဆိုတော့ဒီဆေးဖြန်းပြီးတဲ့ချိန်မှာဒီအရွက်တွေဝါလာတာတို့ဒီအမဲဆက်တွေထလာတာဆိုလို့ရှိရင်တော့ဒါဖြစ်နိုင်ရရှိရကဒီကိုရောဆက်လိုက်တဲ့အချိုးကများသွားတယ်ဆိုတဲ့ဟာမျိုးဖြစ်နိုင်ရရှိရပေါ့နော်ဆိုတော့အဲ့ချိန်အဲ့လိုမျိုးဖြစ်လာရင်တော့ကျွန်တော်ဒီအချိုးမှာဒီရေကိုများပို့ပြီးတော့ထည့်ပေးဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ဒီဝါပေါင်းခန့်ရည်ကကျွန်တော်ဒီ acid ဖြစ်တဲ့အတွက်ကြောင့်မလို့ခုနပိုးသက်ဆေးနဲ့ရောလို့ရတယ်ဆိုရင်မဲ့ဒီ air kali ပါတဲ့ဒီပိုးသက်ဆေးတွေနဲ့တော့ဒါကျွန်တော်ရောဆက်လို့မရပါဘူး
နောက်တစ်ခုအနေနဲ့ကတော့ဒီဝါပေါင်းခန့်ကြီးကိုတစ်မျိုးတည်းပဲကျွန်တော်ကြာမသုံးဆွဲစေချင်ပါဘူးဆိုတော့သူ့ကိုဒီအခြားဒီသဘာဝမြေဩဇာတွေအခြားဒီရွက်ဖြန်းစည်းတွေနဲ့ပေါင်းဆက်ပြီးတော့မှသုံးဆွဲတာမျိုးကိုဒါကျွန်တော်အနေနဲ့အကြံပေးလိုပါတယ်နောက်တစ်ချက်အနေနဲ့ဒါတော့ကျွန်တော်ကုန်ကြစိတ်သက်သာအောင်လို့ပါဆိုတော့ဒီဝါအကောင့်တွေမသုံးပါနဲ့တကယ်ကိုမလိုအပ်ပါဘူးဆိုတော့ဒီအပယ်တွေပဲဖြစ်ဖြစ်အကိုင်းခက်တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်လေဒီအစားအနာတွေပဲဖြစ်ဖြစ်အကုန်လုံးသုံးဆွဲလို့ရပါတယ်ဆိုတော့ဒီအတွက်ကြောင့်မလို့ပေါ့နော်ဒီဝါဆိုင်တွေကအကောင့်တွေကိုဝယ်တာမျိုးမလုပ်ဘဲနဲ့အပယ်တွေကိုပဲဝယ်ယူသုံးဆွဲတာမျိုးဖြစ်ဖြစ်ဒါမှမဟုတ်လေဒီဝယ်ယုံကခုတ်မယ်ဆိုရင်တော့မှမကောင်းတဲ့အပယ်ဝါတွေကိုပဲခုတ်ပြီးတော့မှသုံးဆွဲစေချင်ပါတယ်ကျွန်တော်တခုပြောဖို့ကြံခဲ့သွားတယ်ဆိုတော့ဒီဝါပေါင်းခန့်ရီမှာကျွန်တော်ဒီအနေထိုင်ပြီးတော့ရလာတဲ့ကတ္တရာတွေကိုကျွန်တော်ဘယ်နေရာတွေမှာသုံးလို့ရလဲပေါ့နော်ဆိုတော့သူ့ကိုသုံးဆွဲလို့ရတဲ့နေရာတွေကအများကြီးရှိပါတယ်ဆိုတော့ဒီကတ္တရာဒီကတ္တရာအမဲအနေနှစ်တွေကတကယ်ကိုကောင်းပါတယ်ပေါ့နော်ခုနကကျွန်တော်ဒီအပင်အရန်ပြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီအပင်တွေပေါ်မှာအရွက်ဒီပေါ်မှာဓာတ်ရိုက်သုံးဆွဲဖို့ရတဲ့ကိုကျွန်တော်အနေနဲ့အကျဉ်းမပြုလို့ပါဘူးဆိုတော့အခြားနေရာတွေမှာကျွန်တော်သုံးဆွဲလို့ရပါတယ်ဆိုတော့ဒီပထမဦးဆုံးအနေနဲ့ကတော့ဒီကိုယ့်ရဲ့ဒီ site ခင်းမှာသုံးနေတာမို့လဲအိမ်ဒီမှာသုံးတဲ့ဒီတစ်သားတိုင်နေဒီဝါးတိုင်နေမှဆိုတော့ကျွန်တော်ဒီစပည့်ချန်လိုဟာမျိုးတွေမှာဆိုလို့ရှိရင်ဒီတိုင်နေဒီမြေကြီးရဲ့ကိုမြုပ်တဲ့ချိန်မှာမြေကြီးရဲ့မြုပ်တဲ့ဒီအပိုင်းတွေအောက်ခြေတွေမှာဒီကတ္တရာနဲ့တေချာကိုစီနေပဲဖြစ်ဖြစ်ပေါ့နော်တေချာရောနေပြီးတော့မှတုပ်လိန်ထားလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီအနံ့နေဟိုတွေကဒီတိုင်တွေကိုပိုးထိုးတဲ့ဟာတွေခြားတက်တဲ့ဟာတွေကိုသူကကာကွယ်ပေးနိုင်စွမ်းရှိပါတယ်နောက်တစ်ခုကတော့ဒီကျော်နီနှစ်ရှည်ပင်တွေမှာဆိုလို့ရှိရင်လေဒီအပင်တွေကိုကျွန်တော်ကဒီဂိုင်းတွေဖြတ်တယ်ဂိုင်းတွေခြိုင်ပြီးတဲ့အချိန်မှာဒီခြိုင်ထားတဲ့ဒီနေရာတွေမှာပေါ့နော်ဒီဟာကိုတုပ်လိမ့်ပေးလို့ရပါတယ်အဲဆိုရင်တော့ဒီမှုယောဂတွေကိုမလာအောင်လို့ရတော့ကိုကျွန်တော်ကောက်ွယ်ပေးနိုင်စွမ်းရှိပါတယ်ဆိုတော့နောက်တစ်ခုကတော့ဒီအချို့တောင်သူတွေဆိုလို့ရှိရင်ပေါ့နော်ဒီသူတို့ရဲ့ဒီစပက်ကြီးတွေသူတို့ရဲ့ဒီတိုးလောင်ယုံတွေမှာပေါ့နော်အဲ့ဒီမှာရှိတဲ့ဒီနယံတွေဟွာတွေမှာဒီဝါဒီကတ္တရာဝါပေါင်းခန့်ရင်တွေထွက်လာတဲ့ဒီကတ္တရာစီကိုကျွန်တော်တို့ကစီတွေရေနံကြီးတွေနဲ့တေချာရောနေပြီးတော့မှပတ်ပလဲလိုက်ပြီးတော့တုပ်လိုက်မယ်ဆိုလို့ရှိရင်ဒါသူတို့တတိထားမိတာကတော့ဒီကြွက်လူဟာမျိုးတွေကစပြီးတော့မလာတော့ဘူးဆိုတာမျိုးတွေသိရတယ်ပေါ့နော်ဆိုတော့ဒီကတ္တရာနေပြီးတော့ထွက်လာတဲ့ဒီအနံ့တွေဒီအငွေ့တွေချောင်းမလို့ကျွန်တော်ဒီကြွက်တို့ဒီခယူတို့လိုပိုးမွားတွေအန်ရနေပြီးတော့လေသူကကာကွယ်ပေးနိုင်စွမ်းရှိပါတယ်ဆိုတော့ဒီလိုမျိုးဝါပေါင်းခန့်ကြီးထုတ်လုပ်သုံးဆွဲတာကဝါပေါင်းခန့်ကြီးလည်းသုံးလို့ရတယ်ဒီထွက်လာတဲ့ဒီကတ္တရာတွေကလည်းကျွန်တော်ကဒီပုံစံမျိုးစုံနဲ့သုံးချလို့ရတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့တောင်သူတွေအနေနဲ့ဒီဝါပေါင်းခန့်ကြီးကိုဒီကိုယ့်ရဲ့ဒီ site ပြိုးကြီးအတွက်ကိုကုန်ချစိတ်သက်သာပြီးတော့အကျိုးရှိတဲ့နီလန်တစ်ခုအနေနဲ့သုံးဆွဲချဖို့ရတဲ့ကိုကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့အသေးစိတ်ထပ်မံသိရှိလိုတဲ့မိကွန်းတွေရှိမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအစိမ်းရောင်လမ်းဖုန်း software မှာလာပြီးတော့မေးမြန်းလို့ရပါတယ်ဆိုတော့ကျွန်တော်ရောဒီအခြားဆရာတွေဆရာမတွေကလည်းဒီမိကွန်းတွေကိုဖြည့်ဆို့ဖို့ရတဲ့ကိုစောင့်ဆိုင်းနေကြပါတယ်ဆိုတော့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်